မေကွန်တစ်ခုမေးကြဒီခီးကြမ်းလား ဒီခီးကတော့ကျန်းတယ်ပေါ့လိုချင်တဲ့ဒီစနစ်ဟိုသွားဖို့တကယ်လိုချင်တယ်ဆိုရင်တော့ဒီခီးကမမှုကျန်းတယ်မမှု ဒီခီးကြမ်းလား ဒီခီးရောက်ကျန်းတော့ဒါပေမဲ့ကျွန်တော်ရယူခြင်းတဲ့ဟာအတွက်တော့ကျွန်တော်ပေးဆက်ရမှာပေါ့ပေးဆက်ခြင်းရှိမှလည်းအောင်မြင်ခြင်းဆိုတာရှိမှာအောင်မြင်ခြင်းကြီးကြီးလိုချင်တော့ပေးဆက်ခြင်းကိုကြီးကြီးပေးရမှာ ရဲဘော်တွေစိတ်တက်ကတော့ပေါ်ဝါတရားအနေနဲ့ဒီကျန်းတဲ့ခီးလန်းတွေဖျက်ကျော်ခဲ့ရတဲ့အတွေ့အကြုံတွေပါတယ်နည်းနည်းတော့နားထောင်နေကျွန်တော်ကကြောင်းမတက်တဲ့ရက်တွေတော့များတော့သိတော့ အဓိကတော့ကျွန်တော်ရဲဘော်တွေရဲ့မိသားစုပြဿနာတွေကြားရမှာဒီခီးကိုဆက်လျှောက်ရတဲ့ခါကျရင်သူတို့ရဲ့ပြောမပြနိုင်တဲ့ခံစားချက်တွေရှိရအောင်လူတိုင်းမှာတော့မိသားစုဆိုတာရှိကြရလေသူမိသားစုဘဝလိုပဲဖြစ်နေဒီခီးကိုရှောက်ရမယ်ငါတို့တိုင်းပြည်ရဲ့အနာဂတ်တွက်ဆိုပြီးတော့ရွေချက်တစ်ခုတည်းနဲ့ကျွန်တော်ရှောက်ကြဥပမာအိမ်မှာအဖေတွေအမေတွေတည်ကြတယ်နေမကောင်းဖြစ်ကြတယ်မိသားစုတော့လူတိုင်းပြန်လုပ်ပေးခြင်းကြတာပဲဒါပေမဲ့သူတို့ပြန်မလုပ်ကြဘူးဒီခီးအတွက်ပဲသူတို့အသက်တွေစတေးပြီးတော့ဒီပန်းနိုင်ရောက်ဖို့အတွက်သွားခဲ့ကြတယ်အဲ့တို့ကြောင့်လည်းအမြဲတမ်းအမှတ်ရနေရမယ့်ຢာတွေကအများကြီးရှိရပါဘူးဒီတော်လိုင်းကာလာမှာပေါ့နော်ဒီအကောင်လုံးကမိသားစုရှိကြတယ်နော်ဒီတော်လိုင်းထဲမှာမပါတဲ့လူတွေကလည်းစင်ကြည်ပေးတယ်ငါတို့မိသားစုတွေရှိလို့ငါတို့သားတွေသမီးတွေရှိလို့ငါတို့အဖေအမေနေမကောင်းလို့ဆိုတော့ဟုတ်တော်ထဲမှာတရားတို့ရောက်နေတယ်အချိန်တစ်ခုကြာခဲ့ပြီဆိုတော့တရားတို့ကရောဒီမိသားစုမရှိလို့ဒီခီးကိုရှောင်လန်းခဲ့ရတာလားအဲ့ဟာလေးတစ်ချက်သူတို့အဲ့ရဲ့ perspective ကိုတရားတို့အနေနဲ့ပြန်ပြောပြပါ လူတွေကပြောတော့တာကောင်းစေချင်လို့ပြောကြတယ်ဒါပေမဲ့မိသားစုဆိုတဲ့ဟာထက်တိုင်းပြည်ဆိုတဲ့ຢာပူကြီးမြတ်တာပေါ့တယောက်နဲ့နှစ်ယောက်ဆိုနှစ်ယောက်ကိုရွေးရမှာပဲမိသားစုတစ်စုနဲ့ရက်ကွက်နဲ့ဆိုရက်ကွက်ကိုရွေးရမှာပဲအခုကျွန်တော်မိသားစုနဲ့တိုင်းပြည်နဲ့ဆိုလို့ရှိရင်အများကြီးกว่าပါတယ်အဲ့တို့ကြောင့်လည်းကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်တကယ်လုပ်ရတော့မှာဒီထဲမှာတကယ်လုပ်နေတဲ့တော်လိုင်းရဲဘော်အင်အားထက်မလုပ်သေးတဲ့မြို့ပေါ်ပြည်သူတွေကအများများပြည်သူသားတကယ်မြို့ထဲမှာလုပ်ခဲ့မယ်ဆိုရင်မြို့လည်းထင်မနိုင်တော့ဘူးဒီဘက်ကလည်းထင်မနိုင်တော့ဘူးဆိုဆရာနာရှင်ကြာဆုံးမှုကခဏလေးပါပဲ ရဲဘော်တွေကတော့ပြောနေပြီပေါ့နော်ပြည်သူတွေဒီလိုရတဲ့ပို့ပြီးတော့အားဆိုင်ဖို့လိုတယ်ရဲဘော်တွေအနေနဲ့လည်းမိသားစုနဲ့ဝေးကွာတယ်သူတို့မှလည်းမိသားစုရှိရပဲเนาะအကောင်လုံးမွေးတွေကတကောင်ကြွတ်မှာမဟုတ်တာဘူးဆိုတော့ရဲဘော်တွေတော်ထဲမှာနင်းနာခံတယ်ဆွန့်လွတ်နေတယ်ဒါတွေဒီသူတို့အတွက်မဟုတ်ဘူးဆိုတာကိုပြောတယ်ပြီးတော့ဒီခီးဘလောက်ကြမ်းကြမ်းသူတို့ဆက်သွားနေတယ်ဆက်တိုက်နေတယ်ဆိုတော့ကျွန်တော်မျိုးပေါ်မှာရှိတဲ့ပြည်သူတွေအနေနဲ့နိုင်ငံတကာမှာရှိတဲ့တော်လိုင်းထောက်ခံနေတဲ့အင်အားစုတွေပြည်သူတွေအနေနဲ့ရောကျွန်တော်ဒီခီးကပန်းတယ်ကျန်းတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒါဆက်လျှောက်ဖို့လိုအပ်တယ်ဆိုတဲ့ဟာပေါ့နော်ဆက်လုပ်ဖို့လိုအပ်တယ်ကျွန်တော်ထောက်ဖို့လိုအပ်တယ်ငါတို့ပတ်စံနေရှာတာသမျှစုတာသမျှကုန်ပြီငါတို့ရှာရတာလည်းခက်တယ်ပင်ပန်းတယ်အစင်မပြေဘူး OD အကြာကြီးဆင်းရတယ်တနေ့မှလောက်ရက်ကတည့်ရပဲနားရတယ်ဒါမှမဟုတ်နားရမရှိဘူးလို့အစသဖြင့်စင်ကြီးပေးတယ်ဆိုရင်ဒီတော်ရရဲဘော်တွေအနေနဲ့ဒီနေမိညာမိတ်ပေါ့နော်ဒီအသက်အနေမှာဗဒနာမထားဘဲနဲ့လုံနေကိုင်းနေရကိုတော့ကျွန်တော်တို့အနေနဲ့ဒါအမှတ်ရစီခြင်းတယ်ပေါ့နော်တူကြီးအနေနဲ့ဒီတူရအရင်ကလည်းကျွန်တော်သိသလောက်ဒီရေကူးမှာချန်ပီယံပေါ့နော်ချန်ပီယံအာဆီယံမှာလည်းစုတစိတ်တွေရတာတယ်ပြီးတော့တော်လိုင်းကာလာရောက်တဲ့အချိန်မှာလည်းကျွန်တော်သိရလောက်တူကြီးလည်းဒန်ကရဲဘော်တယောက်ပဲပေါ့နော်တိုက်ပွဲမှာအချိန်ချင်းထိတယ်ဆိုတော့အဲ့တူကြီးဖြတ်တန်းခဲ့ရတဲ့အကြောင်းတွေတစ်ချက်တော့ပြောပြီးလို့ရမှာဟုတ်ရတယ်ကျွန်တော်လိုချင်တာဒီစကားစလဲနေတဲ့ဒီမတရားမှုရဲ့ရန်တရားကိုကျွန်တော်တို့ကအဓိကရက်ချင်တယ်ကျွန်တော်လိုချင်တဲ့စနစ်ကိုအဓိကသွားချင်တယ်အဲ့အတွက်ဒီခီးချမ်းကိုတော့ကျွန်တော်ရအောင်ဖျက်ရမယ်ဒီကမိသားစုကတော့ပို့ပြီးတော့ဘယ်လိုပြောရမလဲရေးပါတဲ့နေရာမှာကျွန်တော်တို့တော့ရှိတယ်ကျွန်တော်ဆိုဒီတိုက်ပွဲမလာခင်မှာကျွန်တော်ရဲ့အမေဒီတလားတော့မပြည့်သေးဘူးပေါ့နော်ကျွန်တော်အမေဆုံးတယ်ဒါပေမဲ့ကျွန်တော်ဒီတိုက်ပွဲကိုဒီတော်လိုင်းစိတ်တစ်ခုနဲ့ပဲကျွန်တော်ဒီတိုက်ပွဲကိုလုံးဝစိတ်နှစ်တယ်ကျွန်တော်ရဲ့ personal အကန့်တွေကိုတိုက်ပွဲအောင်လုံးဝဖယ်ထားတယ်ဒီစနစ်ပြောက်ဖို့တော့အများကြီးအာယုံစိုက်ထားတယ်ပေါ့ဒီကမြေပြင်မှာကမျိုးကြာရှုံးသွားတဲ့ရဲဘော်တွေရှိတယ်တကယ်တိုက်ပွဲမှာမြေပြင်မှာအသက်ပေးသွားတဲ့ရဲဘော်တွေလည်းရှိတယ်ဒါပေမဲ့ကြုံတွေ့လာတဲ့ခါတွေမှာဒီငွေကြေးပိုင်းနေဒီ main click ကိစ္စပါเนาะဒီပိုင်းနေနဲ့ကြာဆုံးသွားတဲ့ရဲဘော်တွေလည်းရှိတယ်ခက်ခဲဆုံးຢာတွေကတော့ကျွန်တော်မိသားစုကိုဆွန့်လွတ်ရမယ်ကျွန်တော်ဘွားတွေကိုဆွန့်လွတ်ရမယ်လိုချင်တဲ့စနစ်တော့တကယ်တော့
ကျွန်တော်လည်းတူးရဲ့ခံစားချက်ကိုသိရပေါ့နော်ကျွန်တော်တို့အမေကြီးဆုံးနေအမေရဲ့နောက်ဆုံးအချိန်ဒီမှာကျွန်တော်တို့သားတွေကအနီးနားမှာမရှိနိုင်ဘူး ရှိနာ နော်ကျွန်တော်တို့ဘွားကဒီထဲမှာရင်းထားရတယ်ကိုယ်အမေဆုံးတာတော့ကိုပြန်ကြည့်လို့မရတဲ့ခွင့်ပြတ်မရတဲ့ကျွန်တော်ဘွားတွေနော်ခေတ်ကပေးတဲ့တောင်းကိုကျွန်တော်တို့ထမ်းထားရတာပေါ့နော်ဒီလူငယ်တွေကတကယ်တော့ခေတ်ကပေးတဲ့တောင်းကိုဆိုအရန်လေးတယ်ကျွန်တော်တို့ဒီလူငယ်တွေကဒီချိန်မှာဒီတော့ထဲမှာဒီပင်မနဲ့တောင်းကိုထမ်းဆောင်ပြီးတော့ဒီလိုဒုက္ခတွေခံစားပြီးတော့ဒီလိုကြော်ဖြတ်ရမယ်ဆိုတာဒါလုံးဝတော့ကျွန်တော်အနေနဲ့ထိုက်တင်တယ်လို့မထင်ဘူးเนาะဒါမဲ့လည်းတူကြီးတို့ပေးဆက်တယ်ရွေးချယ်တယ်ဥမာဒီအမေဆုံးတဲ့အချိန်မှာတူကြီးအနေနဲ့ဘယ်လိုမျိုးတွေကိုကြုံခဲ့ရလဲပေါ့နော်ဥမာဟိုဒါကိုချင်းမစားလို့မဟုတ်ဘူးပေါ့နော်ပြည်သူတွေသိဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့သူတို့ဒီမိဘတွေရှိတယ်ကို့အမေကိုချစ်တယ်တားတွေအိမ်ပြန်လာမဲ့လမ်းကိုအမေစောင့်တယ်ဒါပေမဲ့ကျွန်တော်တို့ပြန်မရောက်ခဲ့ဘူးအမေဒီစောင့်တဲ့နောက်ဆုံးအချိန်တွေမှာသူတို့အနေနဲ့ဆိုလဲငါမသိခင်လေးမှာတော့ငါသားလေးကိုတွေးချင်လိုက်တာဆိုရဲစိတ်ဖြစ်မှာပဲပေါ့နော်ကျွန်တော်တို့ဒီဟာကိုရွေးချယ်ရတဲ့ဟာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုတော့တူကြီးအနေနဲ့ကို့အမေဆုံးကနေဆုံးတဲ့အချိန်မှာဒီဘက်မှာလည်းတောင်းဝန်တစ်ဖက်နဲ့ဆိုတော့အဲ့ပုံမှာလွန်ဆွဲပြီးတော့ဒီခက်ခဲဆုံးဖြတ်ချက်ကိုဘယ်လိုချခဲ့ရလဲဒီဆုံးဖြတ်ချက်ကိုချခဲ့တာတော့ဒီအစတွေကပေါ့နော်ကျွန်တော်ဒီကိုစထွက်လာတယ်ကျွန်တော်မာသားကြီးရဲ့ကျမ်းမာကြီးကအချိန်နေအဲ့ချိန်တော့တော်တော်လေးအဆင်ပြေသေးတယ်ကျွန်တော်ကလိန်ခဲ့တာကျွန်တော်ညဝရီကိုသွားမယ်ကျွန်တော်ရေကူးတင်မယ်ကျွန်တော်နွေရာသီနဲ့လည်းတိုက်တော့အခြေခံရေကူးတင်တန်းတင်ဖို့အတွက်ကျွန်တော်သွားမယ်ဆိုပြီးတော့အမေကိုလိန်ခဲ့တယ်အမေရဲ့ဒီလိန်ခဲ့တဲ့ဟာအမေရဲ့ကျမ်းမာကြီးတစ်ခုကြောင့်ပေါ့ဒီကျွန်တော်ဒီတော်လိုင်းရေးကိုလုပ်ရင်အမေစိတ်မချဖြစ်နေမှာအဲ့စိတ်တစ်ခုနဲ့အမေတော့ကားတွေနဲ့အဲ့လိုမျိုးနေရမှာပေါ့အဲ့အတွက်ကျွန်တော်တေဝါတဲ့အထိမှန်တိုင်းမပြောလိုက်ရဘူးပေါ့အမေကိုတော်လိုင်းရေးကိုလာတာရေကူးတင်မယ်ထွက်လာတယ်လုံးနဲ့လို့ပဲအမြဲတမ်းလိန်တယ်အမေနဲ့ဗီဒီယိုကောပြောရင်တော့အရက်ဝတ်နဲ့ပဲဗီဒီယိုကောပြောတာဒီဖုန်းနဲ့မပြောဖြစ်ဘူးနောက်ဆုံးဆူတောင်းတော့ကျွန်တော်တကယ်ကြီးတယောက်ဖုန်းဆက်လာတယ်တကယ်ကြီးမင်းတော်လိုင်းရေးဘယ်လောက်ကြာအောင်မလဲပေါ့ကျွန်တော်ပြောတယ်ကြာအောင်မယ်တကယ်ကြီးအဲ့ဒါကြာအောင်မယ်ဆိုရင်မင်းအမေကိုခေါ်တော့တွေးလိုက်ပေါ့တွေးဖြစ်အောင်ဒါပေမဲ့ကျွန်တော်နဲ့အမေနဲ့အပြင်မှာဒီ၄နှစ်ကျော်ကာလအတွင်းမှာတစ်ခေါက်ဆုံတဲ့ချိန်မှာကျွန်တော်အမေကကျွန်တော်မှတ်မိတော့မေ့နေပြီတတိယတစ်ချက်မရတစ်ချက်ဖြစ်နေကျမ်းမာရေးချင်းနေဆုံးနေပြီကျွန်တော်နဲ့တွေ့ပြီးတော့တလားကြော်တွင်းမှာအိမ်ပြန်ရောက်တဲ့ချိန်မှာအမေဆုံးသွားတယ်အဲ့ဒီခံစားကြတော့ဟိုဘာနဲ့မှမလဲနိုင်ဘူးတော်လန်ရေးလာလို့တဲ့လူတော်တော်များမှာမလိမ္မာတဲ့သားသမီးတွေပုံများတယ်လို့ကျွန်တော်ထင်တယ်တားမိုက်လီတားမိုက်တွေများတယ်နိုင်ငံတော်အတွက်တော့မမိုက်ပါဘူးဟိုတော်လန်ရေးအတွက်တော့တားမိုက်တော့လုံးဝမဟုတ်ဘူးအမေအတွက်ဆိုရင်တော့တားမိုက်တွေများတယ်ပေါ့ကျွန်တော်တို့ဒီကျွန်တော်တို့မျိုးဆက်သစ်လူငယ်တွေပေါ့နော်ဒီတော်လိုင်းကာလာမှာဒီတာဝန်ထမ်းဆောင်နေတဲ့လူငယ်တွေကိုကိုယ့်ရဲ့သားတွေသမီးတွေဒါမှမဟုတ်ကိုယ့်ရဲ့တူတွေညီးတွေဖြစ်စဉ်းစားကြည့်လိုက်ပေါ့နော်ဒီလူငယ်တွေဒီလိုပြက်ကြော်နေရတဲ့ခီးချမ်းကသူတို့နဲ့ထိုက်တန်လာပေါ့နော်ဆိုတော့အကုန်လုံးမှာအဖြေတစ်ခုစီတော့ရှိကြလိမ့်မယ်ဆိုတော့ဒီကိုယ့်ရဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တော်လိုင်းခီးချမ်းကိုကျွန်တော်မြေပြင်မှာရှိတဲ့ရဲဘော်တွေလူငယ်မျိုးဆက်သစ်တွေနဲ့အတူတူကျွန်တော်ဆက်သွားဖို့ဆက်ရှောက်ဖို့လိုအပ်တယ်ပေါ့နော်ဒီတရားအနေနဲ့ဒီကျန်းတဲ့စစ်ပွဲအတွေ့အကြုံတွေအများကြီးကြော်ဖြတ်ခဲ့ရတယ်လို့သိရတယ်ပေါ့နော်အဲ့အကြောင်းအရာတွေထဲမှာဘာတွေကအခက်အခဲရှိလဲဘာတွေကလိုအပ်ချက်ရှိလဲဒီမြေပြင်ရဲဘော်တွေကဘယ်လောက်ထိစူးစမ်းမှုတွေရှိနေလဲပေါ့နော်အဲ့အရာဒီတစ်ချက်အတွေ့အကြုံတွေရှင်းပြပါကျွန်တော်အကျဉ်းဆုံးခံရတာတော့စကားစားရဲ့ drone တန်းပေါ့ဒီကောင်တစ်ခါတက်7စီးအထိကိုကျွန်တော်ခံခဲ့ရပီတရာလောက်ရှိရတဲ့ဟိုဒီကောင်ကျဲသွားတာအလုံး180ကျော်ဘန်က6လုံးရှိရ4လုံးလောက်ထိပြိုထွက်သွားဒါပေမဲ့ကျွန်တော်မကြောက်ပါဘူးဘာလို့လဲဆိုတော့ပီတရာလောက်တိုင်းတာဆိုတာကျင်းလေးဒီထဲမှာတစ်ခါတက်ရင်ဒုံး7စီးနဲ့တစ်စီးပြီးတစ်စီးကျဲတောက်လျှောက်ရေမောင်တန်းကျဲလိုက်သူတက်ချင်လို့တက်ပြီးတော့ကျဲချင်လို့ကျဲနေဒါပေမဲ့ကျွန်တော်ရဲဘော်တောင်းမထိခဲ့ဘာဖြစ်လို့လဲကျွန်တော်တို့မှာပြည်သူကပေးရမြစ်တာရှိခဲ့အောင်ကျွန်တော်ဘန်ကားတွေပြိုသွားတယ်ကျွန်တော်ရောင်းချက်ချင်းဒုံးသူပြန်သွားတဲ့အချိန်မှာရောင်းတပင်ရရင်တပင်ပြေးဖြတ်တိတ်ရရင်တိတ်ပြန်ပြေးတင်ဒီလိုနဲ့ပဲကျွန်တော်နေခဲ့တယ်ဒီကတော့အကျန်းဆုံးပေါ့သူဒုံးသုံးတာအကျန်းဆုံးဒါပေမဲ့ကျွန်တော်တို့ဒီမှာဂျမ်ဘာလေးဂျော်ဘိုးကြီးဂျမ်ဘာတစ်ခုသာရှိခဲ့မယ်ဆိုရင်ပေါ့ပိုကောင်းမယ်ကျွန်တော်ခံတာတစ်ခုပဲငါဒီဒေါ်လာရင်းလှုပ်လို့ဒီပွဲမနိုင်ခဲ့သေးဘူးဆိုရင်ငါသားသမီးတွေဒီစစ်ပွဲအကျိုးတောင်ဆက်ခံစားရမယ်ငါတို့နိုင်မှ
နောက်လူငယ်ဒီပွဲတော့မခံတော့ဘူးအဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီပွဲကိုအဆုံးထိရောက်အောင်သွားမယ်အခုတော်လန်ရေးဆိုပြီးတော့စခေါင်းစဉ်အောက်ကနေစထွက်လာတဲ့အချိန်မှာလူ1000ရှိရင်အခုချိန်မှာတကယ်လူက900လောက်ပဲကျန်တော့တယ်လူ900ဘာကြောင့်တော်လန်ရေးရဲ့ဘောင်ပြုံရောက်သွားတာလဲစစ်တပ်ရဲ့အခြေကိုမဟာဗျူဟာဖြစ်အသုံးချခြင်းကြောင့်ကျွန်တော်တို့တော်လန်ရေးအင်အားစုကအင်အားလျော့နေလာတာဒါကိုကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကလည်းကောင်းကောင်းသိထားရမယ်ပြည်သူတွေကလည်းကောင်းကောင်းသိထားရမယ်ကျွန်တော်ပြောပြမယ်ဗျာစစ်တပ်အခြေကိုမဟာဗျူဟာဖြစ်ဘာလို့အသုံးချလဲဆိုရင်နှစ်ကြာလာနဲ့မြတော်လန်ရေးလုပ်တဲ့ရဲဘော်တွေကိုပြည်သူတွေကမထောက်ပံ့ပေးနိုင်တော့သလိုတော်လန်ရေးလုပ်နေရတဲ့ရဲဘော်တွေကလည်းသူ့မိသားစုကိုပြန်ကြည့်ရဲ့အချိန်မှာတော်လန်ရေးတွေကထွက်သွားကြမယ်ပြည်သူတွေကလည်းတော်လန်ရေးကိုတကယ်မလုပ်နိုင်တော့ဘူးအဲ့အတွက်ကြောင့်လည်းဒီကောင်ကခံစစ်ပြင်ပြီးတော့နေတယ်ခံစစ်နဲ့ပဲဆော့တယ်အချိန်ကမဟာဗျူဟာဖြစ်ဆွဲဆက်ပြီးတော့နေနေကျွန်တော်ကအဲ့ဒီချက်ကိုကောင်းကောင်းသိထားရမယ်အဲ့အတွက်ကြောင့်ဒီကောင်အချိန်ကိုမဟာဗျူဟာဖြစ်သုံးချနေတဲ့အချိန်မှာကျွန်တော်တို့ကငါတို့ဆက်ရှောက်မကိုရမယ်စိတ်တက်ကြပြီးထွက်သွားလို့မရဘူးဆိုတဲ့အသိစိတ်ကအမြဲတမ်းရှိနေရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီပွဲနိုင်အောင်နိုင်လိမ့်မယ်ပြည်သူတွေကကြမ်းတမ်းလာနဲ့အော်ငါတို့မလုံနိုင်တော့ဘူးဆိုပြီးတော့စပိုးတွေမပေးတာတော့တော်လိုင်းလုံနေတဲ့ညီကိုတွေအကုန်လုံးကငါတို့မိသားစုဆိုတဲ့ຢာကိုပြန်လှည့်ကြည့်လာတဲ့ခါတော်လိုင်းရေးတွေကမထွက်သွားတင်ဘူးထွက်သွားခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီတော်လိုင်းရေးရပြီးမှမဟုတ်ဘူးပြီးအောင်လုပ်ချင်ကျွန်တော်ဒီအချက်ကိုကောင်းကောင်းနားလည်ထားရတော့ ကျေးဇူးတင်ပါတယ်ရဲဘော်တွေကတော့ပြောနေပြီကျွန်တော်တို့အခုလက်ရှိလေမြေပြင်မှာလည်းတကယ်အပြင်မှာဖြစ်တယ်ပေါ့နော်မြေပြင်မှာမဟုတ်ဒီထောက်ဖို့ပြည်သူတွေကတချို့တွေကဒီချိန်นี้ဆက်ရှိနေတယ်ဒါပေမဲ့တချို့တွေကကြတော့ဒီအချိန်นี้အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့တော်လန်ရေးထဲမှာဆက်မပါဘူးထောက်ပံ့မှုတွေမလုပ်တော့ဘူးအများကြီးပဲကြုံရတယ်ပေါ့နော်ဒါပေမဲ့အခုရှိနေတဲ့ရဲဘော်တွေကဒါကျွန်တော်ရောက်နေနေရတကယ်ရှိထဲမှာတိုက်ပွဲဝင်နေနေရပေါ့နော်ဆိုတော့ဒီရဲဘော်တွေကလုံးဝအမာခံဆက်ရှိနေတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုကြည့်ရပြည်သူတွေကိုမေးချင်တာပြည်သူတွေအနေနဲ့တော်လှန်ပြည်သူတွေအနေနဲ့ဒီခရီးချမ်းကိုဆက်လက်ရှောက်လန်းဖို့အင်အားရှိလားဆက်ပြီးတော့ရှောက်လန်းနိုင်လားဆိုတဲ့ဟာမျိုးကိုယ့်ကိုမေးခွန်းပြန်ထုတ်စီခြင်းတယ်ပေါ့နော်တိုးကြီးအနေနဲ့ဒီတော်လှန်ရေးနိုင်သွားလို့ရှိရင်လူကတော့အိမ်မက်တွေရှိတာပဲเนาะတိုးကြီးအိမ်မက်ပါလိမ့်ဖြစ်မှာ ကျွန်တော်အိမ်မှာကကျွန်တော်လှုပ်လာတဲ့ဒီရေကူးနဲ့ကျွန်တော်ရေကူးကန်တကန်အဲ့လိုမျိုးကိုပိုင်လိုချင်တယ်ပေါ့နော်ရေကူးတင်တန်းတင်မယ်ချန်ကျဲတစ်ခုမှာပေါ့ဒီရေကူးတင်တန်းတင်မယ်မြန်မာနိုင်ငံအတွက်ဒီလိုမျိုးသက်တစ်တွေအဲ့လိုမျိုးထပ်ပြီးတော့ထွင်းပေးချင်တယ်ပေါ့ကျွန်တော်ရဲ့အိမ်မှာ တရားအိမ်မက်ကပါပါရှိတယ် ကျွန်တော်အိမ်မက်ကတော့တော်လိုင်းရေးပြီးွားရင်ရက်ကွက်ထဲမှာအရင်လိုမဟုတ်တော့တဲ့ပုံစံနေနဲ့ပေါ့ပြုပြင်ပြောင်းလဲမှုတွေအများကြီးရအောင်ကျွန်တော်အခုဆိုရှင်အမှန်တရားအတွက်အသေးခံရဲလေရက်ကွက်ထဲမှာလည်းအဲ့လိုမျိုးပဲနောက်လာမဲ့လူငယ်တွေအတွက်အမှန်တရားဆိုတာဘလို့ပဲဖြစ်နေရင်ဆိုင်ရဲရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်အောင်လူငယ်တွေအကုန်လုံးကိုမွေးမြူပြီးမျိုးပေါ့ မိုက်တယ်เนาะအမှန်တရားအတွက်ဆိုဘယ်လိုအခြေအနေမှာဖြစ်ကျွန်တော်တို့လူငယ်တွေရင်ဆိုင်ရဲရမယ်တတိရှိရမယ်ပေါ့เนาะဆိုတော့ဟုတ်ဒီလူငယ်တွေအားလုံးဒီအိမ်မက်တွေရှိကြတယ်ဒါပေမဲ့ဒီအိမ်မက်တွေကျွန်တော်တို့ဖြစ်မြောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီလက်ရှိမှာအခြေခံအားဖြင့်တော့ကူညီဖို့လိုတာဒီလူငယ်တွေရဲ့ဒီရဲဘော်တွေရဲ့ပေါ့เนาะကျွန်တော်တို့သူတို့ရဲ့ကိုယ်ပိုင်အသက်လုံခြုံရေးအတွက်ကြီးကအုပ်ထုပ်တွေ vest တွေလိုအပ်တယ်ပြီးလို့ရှိရင်ဆောရကတီးကပြောခဲ့သလိုစစ်ကောင်စီဘက်က drone ကို10စီးနဲ့အထက်ကိုတက်တဲ့ဟာမျိုးဆိုကျွန်တော်ဂျမ်မာတွေလိုအပ်တယ်ဆိုတော့ကျွန်တော်မြေပြင်မှာရှိတဲ့ရဲဘော်တွေအနေနဲ့တော့ဒါတွေလိုအပ်တယ်ဒါတွေထောက်ပံ့ပေးဖို့လိုအပ်တယ်ဆိုတော့ပြည်သူတွေအနေနဲ့နိုင်တဲ့နေရာကနေကုညီထောက်ပံ့ပေးဖို့အတွက်စူးစမ်းပေးဖို့ကျွန်တော်အားနာနာနဲ့ပဲတိုက်တွန်းပေးရစီဆိုတော့ကျွန်တော်ဒီခီးကျန်းလားဆိုတဲ့ဒီရုပ်ရှင်က၄ကားပေါ့နော်၄ကားမှာ music video ပါတယ်ဖြစ်ရမှန်တွေကိုအခြေခံပြီးတော့ပြန်လေပုံဖော်ထားတဲ့ဒီရုပ်ရှင်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရဲဘော်တွေအနေနဲ့ဒီရင်ထဲကဖြစ်တဲ့ပွင့်လင်းစကားအသံတွေကိုဟိုမိဘပြည်သူတော်လန်ပြည်သူအနေနဲ့မြင်တွေ့ရလိမ့်မယ်အနည်းငယ်လောက်တော့နားလည်ခံစားမိမယ်လို့ထင်ပါတယ်ဆိုတော့တိုးကြီးအနေနဲ့ဗာများပြည်သူတွေကိုဖြည့်ဆွက်ပြီးပြောကြနေတာရှိတယ် ပြည်သူတွေကိုဖြစ်ဆက်ပြီးပြောချင်တာကဒီတက်နိုင်တဲ့ပြည်သူတွေပေါ့ဟိုများကူသေးခြင်းတယ်ဒီတော်လိုင်းရေးကဒီဘယ်လိုပြောရမလဲတစ်တိုက်နေတော့ဟိုသက်တွေတက်နေရတဲ့ဒီကာလာဖြစ်တယ်ဒါပေမဲ့ဒီလိုလက်နဲ့ဟိုပစ္စည်းတွေမလွင်အောင်မှဒီမှာရှိနေတဲ့ရဲဘော်တွေအတွက်စစ်ဖြစ်တဲ့ကာဝါဖြစ်တဲ့ဟိုပစ္စည်းတွေကိုပို့ပြီးတော့လူစေခြင်းတယ် ဟုတ်ထုတ်လူကြီးကာတို့
ပင်ကြမ်းမှာတော့ပေါ့ ဂျမ်မာတို့ဒီအသက်ကဲတဲ့ပစ္စည်းအများစုကိုလှူစေခြင်းတယ်ပေါ့နော်ဒီဟာဒီကျွန်တော်တို့ဟိုလူသက်လက်နဲ့ပစ္စည်းမဟုတ်ဘူးပေါ့တချို့လူတွေဆိုရင်ဒီကြည်လံမလူခြင်းတဲ့လူတွေရှိတယ်ဒီတနက်ဝယ်ဖို့မလူခြင်းတဲ့လူရှိတယ်ဒါပေမဲ့စစ်ဖြစ်တဲ့ပစ္စည်းလေးတွေတော့လှူစေခြင်းတယ်ပေါ့နော် ရဲဘော်အနေနဲ့ရောဒီအနေနဲ့ဗာများဖြစ်ဆက်ပြောချင်တာရှိတယ် ကျွန်တော်အခုမြင်တာပေါ့ဒီတော်လန်ရေးကိုတကယ်လုံနေရတဲ့သူကအောက်ခြေလူဒန်းစားနဲ့လူလက်လူဒန်းစားမှာပဲရှိတကယ်အထက်တန်းစားလူကမပါလာဘူးဘာလို့လဲဆိုတော့သူတို့ကဒီစစ်ဘေးစစ်ဒုက္ခရဲ့တန်အောင်မခံစားခဲ့ဘူးပြီးမှနေတဲ့လူလက်တန်းစားကြတော့လေဒီဘက်နေမြေမှာရှိတဲ့တိုင်းရင်းသားတွေခံစားခဲ့ရတဲ့ခံစားချက်ကိုမသိကြဘူးကျွန်တော်တို့ပြီးမှနေတော့ကျွန်တော်တို့ဒီတော်လန်ရေးလုပ်ဖို့စထွက်လာတဲ့အချိန်မှာကျွန်တော်တို့သိခဲ့တာအာနာသိမ်းမှုဖြစ်တဲ့တရက်ပဲသိခဲ့တာဒီဘက်ကိုရောက်လာတဲ့အချိန်မှာတိုင်းရင်းသားတွေဘယ်လောက်ခံစားခဲ့ရလဲဆိုတာကျွန်တော်အဲ့ကြမှာမျက်မြင်ကိုယ်တွေ့ခဲ့ရတယ်အဖေရှိမှအင်ပေါ်တက်တယ်အဖေရှိမှပဲသမီးကိုမရင်းကျင့်တယ်အဲ့လိုကောင်သူစားခြင်းနဲ့ဝက်လက်မျိုးထိုးတဲ့ဟာကိုပေါ်ကျွေးရတယ်အဲ့လောက်ထိတိုင်းရင်းသားတွေခံစားခဲ့ရတယ်ဒါကိုကျွန်တော်တို့ပြည်မလူတွေမသိကြဘူးကျွန်တော်ပြည်ပမှာဆုံးရှုံးခဲ့ရတာဒီမိုကရေစီတစ်ခုပဲဒီဘက်တိုင်းရင်းသားနယ်မြေတွေမှာဆုံးရှုံးထားတဲ့အရာဒီပြောမပြတတ်အောင်ပဲအခုကျွန်တော်ပြည်သူတွေအကုန်လုံးခံစားရတာလူလက်တန်းစားနဲ့အောက်ခြေလူတန်းစားရတာများနေတယ်ကျွန်တော်အောက်ခြေလူတန်းစားနဲ့လူလက်တန်းစားတွေဒီတော်လန်ရေးကိုတကယ်လုပ်ဖို့လိုပြီကျွန်တော်ငွေအားမထောက်ပံ့ပေးနိုင်ရင်လူအင်အားကျွန်တော်စီမှာနောက်ဆုံးဘာမှမရှိရင်လက်နှချောင်းနဲ့6နှချောင်းတော့ရှိကြတာပဲမရှိဘာမှအဲ့နှစ်မျိုးလုံးကိုလက်အင်္ဂါမတန်ဆွမ်းဆိုရင်တော့မှသူလုံနိုင်တဲ့အခန်းတွေအများကြီးရှိကျွန်တော်နိုင်တဲ့ဘက်ကနေဝင်းရံပေးဖို့လိုပြီပေါ့ဒါမှလည်းဒီပွဲမြင်မြန်ပြီးတော့အထီးကိုက်ဒီထက်ပိုနေတော့မယ်ပွဲကြလာရင်ပြည်သူတွေအတွက်ပိုပြီးဒုက္ခရောက်တယ်တိုင်းပြည်ပိုနာတယ်ပေါ့ ကျေးဇူးတင်ပါတယ်ဒီခီးဆိုတာပေါ့နော်ဒီဘွာလန်ခီးကတော့လက်ရှိအချိန်ကမှလူတိုင်းကြမ်းပါပဲဒါပေမဲ့ဒီပိုကြမ်းတာဒီထက်ပိုကြမ်းတာလုံးဝအဆုံးစုနေကြမ်းတာဒါမျိုးတွေရှိကြမယ်ပေါ့နော်ဆိုတော့ခုရဲဘော်တွေပြောရတဲ့အထဲမှာဆိုရင်ကျွန်တော်ဒီတိုင်းသားလူမျိုးစုတွေရဲ့ဒီစစ်ကောင်စီကခေတ်ဆက်သက်ဖိနှိပ်မှုတွေကိုသူတို့အနေနဲ့မျက်စိနဲ့မြင်ရတယ်နှလုံးသားနဲ့ခံစားရတယ်ပြီးတော့အခြေခံလူ့အခွင့်အရေးတွေကိုတကယ်တော့အသက်ပေးပြီးတော့ကာဝယ်နေကြတဲ့ကျွန်တော်အနေနဲ့တော့human right defender လို့ပြောလို့ရပါတော့ကျွန်တော်လူ့ခွင့်ရေးကာကွယ်ဆောင်ရွက်သူတွေလို့ပြောလို့ရဆိုတော့ကျွန်တော်အနေနဲ့လေးစားတယ်ပြီးတော့ဒီခီးကျန်းလာကနေပြီးတော့ကျွန်တော်တို့ဒီပြပရောက်နေတဲ့ဒါမှမဟုတ်ဒီမြန်မာပြည်ရဲ့ဖြစ်ပျက်မှုတွေနဲ့ဝေးကွာနေတဲ့သူတွေအနေနဲ့ဒါတွေကိုဖြစ်ပျက်နေရတွေကိုအမှန်အတိုင်းသိမြင်နိုင်ပြီးတော့ခံစားနိုင်မယ်ဒီခီးကျန်းလာပေါင်းကူတစ်ခုအဖြစ်ရင်ထဲကိုရောက်ရှိစေမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်